စင်ကာပူထိပ်တန်းကျောင်း Kaplan Higher Education Academy မှာတက်ရောက်ပြီးတော့နိုင်ငံတကာအသိမှတ်ပြုထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ဘွဲ့ဒီဂရီကိုအချိန်တိုတွင်းမှာပဲတက်ရောက်ရယူနိုင်ပြီဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြီးတော့ HND အောင်မြင်ထားတဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Kaplan Higher Education Academy ရဲ့ Partner University တွေကိုဖရဲလျှောက်ထားနိုင်မှာဖြစ်ပြီးတော့အချိန်အပြင်18လသာတက်ရောက်ပြီးဘွဲ့ဒီဂရီကိုရယူနိုင်မှာဖြစ်ပါတယ်Murdoch University, Australia ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီးတော့ကြတော့မှ Kaplan Higher Education Academy ရဲ့ campus မှာပဲ Murdoch University ရဲ့ ဘွဲ့ဒီဂရီကိုဒါဗင်မီဂျာရယူပြီးတော့ကြတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။ UK ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ University of Portsmouth ရဲ့မှာ Bachelor Degree ကိုလည်း Kaplan ရဲ့ Diploma ပြီးသွားပြီဆိုတော့ရှိရင်အချိန်18လသာတက်ရောက်ပြီးတော့ရယူနိုင်မှာဖြစ်ပါတယ်။ University College Dublin Ireland ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီးတော့ကြတော့မှ World Ranking Top 1% စီးဝင်ဖြစ်ပါတယ်။ Kaplan ရဲ့ Diploma ပြီးထားတဲ့အကြောင်းကျောင်းသားတွေအနေနဲ့ University College Dublin UCD ရဲ့မှာ Bachelor Degree ကိုအချိန်18လသာတက်ရောက်ပြီးတော့ကြတော့မှဘွဲ့ဒီဂရီကိုရယူနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ Northumbria University ဖြစ်ပြီးတော့ကြတော့မှKaplan Higher Education Academy Campus မှာပဲ Northumbria University ရဲ့မှာဘွဲ့ဒီဂရီကိုအချိန်တိုတွင်တက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုး Kaplan Higher Education Academy ရဲ့အနည်းဆုံးကျောင်းဖွင့်ခြင်းကိုတက်ရောက်ဖို့အတွက်အခုပဲ Study Road Information Center မှာလာရောက်တွေ့ဆုံဆွေးနွေးပြီးကြောက်လျှော့ထားလိုက်ပါ။